ကချင်တပ် KIA က2025ခုနှစ်စက်တင်ဘာ18ရက်နေ့ဖမ်းဆီးသွားတဲ့မြကြီးနားချာနီလူမျိုးစိုင်းထွန်းအောင်အတွက်ဇနီးဖြစ်သူကတရားမျှတမှုရရှိရန်အဖွဲ့အစည်းတိုင်းထံတွားရောက်အကူအညီတောင်းလျက်ရှိနေတယ်လို့သိရှိရပါတယ်။စိုင်းထွန်းအောင်ဖမ်းဆီးခံရတဲ့ကိစ္စကိုဇနီးဖြစ်သူကကချင်အဖွဲ့ BCG ထံနှစ်ကြိမ်တိုင်တွားရောက်အကူအညီတောင်းခံခဲ့ပြီးကချင်အဖွဲ့ BCG ကပြန်လွတ်ပေးမယ်လို့ကတိပေးခဲ့ပြီးမြဲယနေ့အထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပါဘူး။ကချင်အဖွဲ့ BCG ကကတိမီဒီယာအတွက်မြောက်ဝမ်းချမ်းမြို့နယ်စုရေးရာ SEA ထံတို့ဇနီးဖြစ်သူကအကူအညီတောင်းနေပြီး SEA မှကချင်အဖွဲ့ BCG ထံတို့စိုင်းထွန်းအောင်ကိုပြန်လွတ်ပေးရန်ပေးစာတစ်စောင်ပေးပို့ထားတယ်လို့ဆိုပါတယ်။စိုင်းထွန်းအောင်ရဲ့ဇနီးဖြစ်သူကလည်းခံမွန်းနယ်ကိုကချင် KIA ဖမ်းဆီးသွားပြီးနောက်စားဝတ်နေရေးတွေအခက်အခဲဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုယခုလိုပြောပြထားပါတယ်။ကျမနန်းတီတီဆန်ဟာစိုင်းထွန်းအောင်ရဲ့တရားဝင်ဇနီးများဖြစ်ပြီးကျမတို့မှာ၄နှစ်အရွယ်သားတစ်ဦးနဲ့မိခင်တို့ဆိုအရွယ်သားတစ်ဦးရှိပါတယ်။ကျမတို့မိသားစုဘဝမှာကြုံရကြပါနဲ့လွတ်ကင်စားတောက်နေရပါတယ်။ခင်မွန်းနယ်ကိုတော့အတိကအားကိုးမိဖို့နေရတာကြောင့်ခင်မွန်းနယ်ဖမ်းဆီးခံရတော့ကလေးငယ်2ဦးနဲ့ကျမမှာအလွန်ဆင်းရဲဒုက္ခတွေနဲ့ကြုံတွေ့နေရပါတယ်။ခင်မွန်းနယ်ကိုပြန်လည်လွတ်ပေးဖို့တောင်းခံအပ်ပါတယ်လို့တက်ဆိုင်ရာအဖွဲ့အစည်းများထံအကူအညီတောင်းထားပါတယ်။